2026 ခုနှစ်1388 ခုနှစ်တော်တော်လေးဂရုစိုက်ကြရမယ်9ရက်သားသမီးပေါင်းတို့9ရက်ဖွာရှင်းနေနံသားသမီးပေါင်းတို့အားလုံးတို့ဂရုစိုက်ကြရမယ်1389ခုနှစ်ဗမာခုနှစ်ပေါ့1389ကုန်တဲ့ထိလည်းဂရုစိုက်ရမယ်1388ခုနှစ်တော်တော်လေးဂရုစိုက်ရမယ်2026ခုနှစ်မှာပေါ့အင်္ဂလိပ်လို2026ခုနှစ်မှာတော်တော်လေးဂရုစိုက်ပါရေကားတွေကျိုးမယ်ရေကြီးမယ်တချို့မြို့တွေရွာတွေရေနစ်မြုပ်မယ်မြန်မာနိုင်ငံပါဝင်နိုင်ငံတော်တော်များများတဘာဝဘေးအန္တရာယ်ကိုကြီးကြီးမားမားကိုခံစားရမယ်မြေငလင်အနည်းဆုံး8ကြိမ်မှ9ကြိမ်ထိလှုပ်မယ်အနည်းဆုံးမြေတွေကျွံကြမယ်အောက်ကိုမြေကြီးတွေဟက်တက်ကွဲမယ်မြေပြိုကြမယ်ဘလူးရုပ်ထုတွေဘလူးတွေဝင်ပူးမယ်ဘလူးရုပ်ထုတွေအသက်ဝင်မယ်ဘလူးရုပ်ထုအသက်ဝင်နေတာမိစ္ဆာတွေမိစ္ဆာရုပ်ထုများအသက်သွင်းလို့အသက်ဝင်နေတာတွေကပြီးခဲ့တဲ့နှစ်တွေကဝင်နေတာဖြစ်တယ်ဟိုဒီနှစ်မှာ2026မှာတော်တော်ဆိုးဆိုးရွားရွားကိုအန္တရာယ်တွေပေးလိမ့်မယ်တရားတွေကျိုးမယ်မြည်ရည်ကြီးမှုတွေတင်မောမှမှုတွေကျုံမယ်တရားကျိုးတဲ့အခါမှာငကားနဲ့ပတ်သက်တဲ့နေရာမျိုးတွေမိချောင်းတွေနဲ့ပတ်သက်တဲ့နေဟိုလိုပြောမယ်ဆိုရင်တော့ငကားတိုက်လို့ပြောကြတော့ပေါ့အဲ့ဒီဟာတွေနဲ့မလွတ်တဲ့တရားများကျိုးပဲ့မယ်မိချောင်းတိုက်နဲ့မလွတ်ကင်းသောနေရာတွေတရားတွေကျိုးကြမယ်ရေကားတွေချိုးလဲချိုးပြရမယ်တဘာဝဘေးရန်တွေထူးပြီးဆက်ရမယ်မုံတိုင်းနေသုံး9ကြိမ်ထိဝင်နိုင်တယ်မုံတိုင်း9ကြိမ်ကြမယ်မုံတိုင်းကြတဲ့အခါမြန်မာပြည်အပါအဝင်အမေရိကန်ထိုင်းဂျပန်လာအိုတရုတ်ဆိုးရွားဆုံးထိရောက်မှုဖြစ်မယ်မြန်မာနဲ့တရုတ်ထူးပြီးဆက်ရမယ်ဒီ2026မှာ1388ခုနှစ်မှာလူမျိုးခွဲခြားရေးပြဿနာတက်လိမ့်မယ်မြို့တွေရွာတွေပျောက်သွားနိုင်တယ်တဘာဝဘေးအန္တရာယ်ကြောင့်မြေကြီးတွေအောက်ထဲကျွံသွားမယ်ဟက်တက်ကွဲသွားမယ်ငကားတွေပေါ်မယ်ငကားဝင်ပူးတဲ့လူပေါ်မယ်ဘလူးဝင်ပူးတဲ့လူပေါ်မယ်မိချောင်းတွေငကားတွေပေါ်မယ်တွာလာခြင်းကိုတွေးရှိရမယ်ငကားများကိုအထူးစိုက်